တရုတ်နိုင်ငံရေးဝန်ကြီးရဲ့ရှေ့တောင်အာရှခီးစဉ်စတင်နေပြီးမြန်မာကိုလည်းဂျပန်အတွင်းရောက်လာမှာပါတရုတ်ရဲ့ဒီခီးစဉ်ကမြန်မာနိုင်ငံရေးအတွက်ဘယ်လိုတက်ရောက်မလဲတော်လှန်ရေးအင်အားစုတွေကအနောက်ကိုပဲရှိန်လွန်လာဆိုတဲ့တရုတ်ရဲ့စိုးရိမ်ချက်ရှိပါဒါကြောင့်တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ဘလို့တက်လာလဲမကြခင်မှာသတင်းစုံကိုနားဆင်ကြတော့မှာပါကျွန်တော်ကရေမပါခင်ဗျအီရန်ကိုအမေရိကန်ကတိုက်နေတဲ့စစ်ပွဲကိုမပံ့ပိုးပေးတဲ့နေတိုးမဟာမိတ်နိုင်ငံတွေကိုအပြစ်ပေးနိုင်ဖို့ပင်တဂွန်ကစဉ်းစားနေတဲ့အကြောင်းသတင်းထွက်လာပါတယ်။အခြေစိုက်ခန်းနေတုံ့ပြန်ပေးတာလေပိုင်နဲ့ဖျက်ဆီးမှုမပြုတာစတာတွေကိုမဟာမိတ်နိုင်ငံတချို့ကသူတို့ပေါ်လုပ်နေတဲ့ပေါ်စစ်ပြတဲ့အကြောင်းဖော်ပြတဲ့အတွင်းရေး email တစ်ခုအကြောင်းကိုအမေရိကန်ရာရှိတယောက်ကရိုက်တာသတင်းဌာနကိုပြောခဲ့ပါတယ်ပင်တဂွန်ကစဉ်းစားနေတဲ့အထက်စပိန်နိုင်ငံနေတိုးတဲ့ပါဝင်မှုကိုဆိုင်းငံ့တာဖောက်လန်ကျွန်းကိုဗြိတိန်ကပိုင်ဆိုင်နေဆိုတာကိုအတိမတ်ပြုမှုပေါ်ပြန်ဆန်းစစ်တာစတာတွေပါဝင်ပါတယ်အသွင်ပြောင်းဆိုရခေါင်းဆောင်ကအာကာဒတို EE ထင်းချုံမြို့နယ်အလုံးပါဝင်တိုင်းနယ်ပြည်နယ်ကိုကူကမြို့နယ်60ကိုရေးပေါ်အခြေအနေကြီးညာလိုက်ပါတယ်အခုကြီးညာလိုက်တဲ့မြို့နယ်တွေထဲရှမ်းပြည်နယ်က15မြို့နယ်နဲ့အများဆုံးဖြစ်ပြီးတော့ရခိုင်ပြည်နယ်က14မြို့နယ်အထိပါဝင်ပါတယ်။ကျန်မြို့နယ်တွေထဲမှာကချင်၊ကယား၊ကရင်၊ချင်းစတဲ့ပြည်နယ်တွေကမြို့နယ်တွေစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစတဲ့တိုင်းတွေကမြို့နယ်တွေလည်းပါဝင်ပါတယ်။တချင်းဆိုမဲ့ဆိုရင်ဇက်တပင်ကနေအွန်လိုင်းထိဘယ်နေရာမှာပဲဆိုတချင်းပိုင်ရှင်တွေရဲ့မူပိုင်ခွင့်ပြုချက်ရယူဖို့ပြက်ကွက်တယ်ဆိုရင်ဥပဒေအရညှိစွန်းတယ်လို့မြန်မာနိုင်ငံဂီတစီယုံဘိုကမနေ့ကထုတ်ပြန်ပါတယ်။ဒါ့အပြင်တည်တံ့ရှင်တွေရဲ့အတန်တွေကို AI အသုံးပြုပြီးတော့ခွင့်ပြုချက်မဲ့ပြောင်းလဲသုံးစွဲတာကိုလည်းလုံးဝလုပ်ခွင့်မရှိဘူးလို့အဲ့ဒီဂီတစီယုံရဲ့ညှိတဲ့ထဲမှာထည့်သွင်းထားပါတယ်။ DJ တွေအနေနဲ့ remix တီးခတ်ဖန်တီးရင်လည်းချင်းပိုင်ရှင်ရဲ့ခွင့်ပြုချက်ရယူရမယ်လို့ဆိုထားပါတယ်။လက်ဘနွန်ကသူတို့ရဲ့တပ်တွေကိုနိုင်ငံရဲ့တောင်ပိုင်းမှာနေရာချထားခြင်းကြောင်းပြောပါတယ်။ခုချိန်မှာအစ္စရေးနဲ့သူတို့ပြစ်ခတ်ရတာကနောက်ထပ်3ပတ်အထိတိုးထားပါတယ်။အစ္စရေးသူတို့ရဲ့နိုင်ငံတောင်ပိုင်းကနေဆုတ်ခွာရမယ်လို့လည်းလက်ဘနွန်ပြည်냐ဝန်ကြီးပေါမော်ကိုစ်က BBC ကိုပြောပါတယ်။နိုင်ငံတော်မောင်းကိုသူတို့ရဲ့စစ်တပ်ကထိန်းချုပ်နိုင်ရေးဟာလက်ဘနွန်ရဲ့မျိုးသားကျိုးစီးပွားဖြစ်တယ်လို့လည်းသူကပြောပါတယ်။အီရန်ကထောက်ကူပေးထားတဲ့ဟစ်ဇ်ဘလာတွေကအဲ့ဒီဒေသကနေနယ်စပ်ကိုကျော်ပြီးတော့အစ္စရေးတဲ့ကိုရော့ကက်တွေပစ်ထည့်နေတာကြောင့်အဲ့ဒီလက်ဘနွန်တောင်ပိုင်းဒေသမှာအစ္စရေးတပ်တွေဆက်ရှိဖို့လိုအပ်တယ်လို့အစ္စရေးကတုံ့ပြန်နေပါတယ်အစ္စရေးနဲ့လက်ဘနွန်ကခေါင်းဆောင်တွေဆွေးနွေးမှုကိုအင်ရှင်ဖြစ်လက်ခံကျင်းပပေးနိုင်မှုမျှော်လင့်ထားကြောင်းသမ္မတထရန့်ကပြောနေပါတယ်တရုတ်ရဲ့ AI DeepSeek ရဲ့ version သစ်ကိုမိတ်ဆက်ထုတ်ပြလိုက်ပြီးတော့အသုံးပြုကျင်ကြသူတွေဖို့အဲ့ဒီ AI ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုစမ်းကြည့်နိုင်ကြပါပြီအခု V4 model က knowledge processing မှာတခြား AI တွေထက်သာတယ်လို့ DeepSeek ကပြောပါတယ်ယင်းနှစ်က DeepSeek ကပထမဆုံးလူများသုံးမိနိုင်တဲ့ model တစ်ခုကိုမိတ်ဆက်ခဲ့ပြီးတဲ့နောက်အနောက်နိုင်ငံတွေရဲ့နည်းပညာဈေးကွက်မှာကြရက်ထသွားတဲ့အထိဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ DeepSeek AI ကအမေရိကန်လို့ AI ဒီလိုစွမ်းဆောင်နိုင်တာအပြင်ဈေးကလည်းအကုန်ကျတက်နဲ့ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။တရုတ်ဟာအမေရိကန်နည်းပညာတွေကိုအကြီးမားခိုးယူနေတယ်လို့အင်ဘီတော်ကမနေ့ကြာသပတေးနေ့ကဆွဆွဲထုတ်ပြန်ပါတယ်။အဲ့လိုဆွဆွဲချက်တွေကဘာမှအခြေမြင့်မရှိတဲ့ပေါ်ဆွဆွဲနေတာလို့တရုတ်အစိုးရအရာရှိတွေကတုံ့ပြန်ပါတယ်။အီရန်စစ်ပွဲကြောင့်လောင်စာဆီဈေးတွေတက်လာတာနဲ့အတူကမ္ဘာတစ်လွှားမှာလက်စစ်ကားတွေလူကြိုက်များလာပြီးတော့တရုတ်နိုင်ငံထုတ် BYD ကားထုတ်လုပ်မှုကဝယ်လူအားကိုအမိလိုက်နိုင်အောင်ကြိုးပမ်းနေရပါတယ်။လက်စစ်ကားထုတ်လုပ်မှုမှာကမ္ဘာမှာထိပ်ဆုံးမှာရှိနေတဲ့ BYD ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌ Stella Lee ကသူတို့ထုတ်နိုင်တဲ့ပမာဏတဲ့မှာယူပမာဏကအတော့ကိုသားလုံးမြပြနေတယ်လို့ဘေကျင်းကကားရောင်းပြပွဲမှာပြောပါတယ်။သူတို့လက်စစ်ကားနောက်ထပ်ကီလိုမီတာ400သွားနိုင်မှုအားဖြည့်တဲ့အချိန်က9မိနစ်ပဲလို့တဲ့အကြောင်းလဲ Miss Lee ကပြောပါတယ်။လက်စစ်ကားတွေမှာအခက်အခဲကအားသွင်းချိန်ကြာမြင့်တာဖြစ်ပြီးတော့အခု BYD ရဲ့နည်းပညာကအဲ့ဒီအားနည်းချက်ကိုပယ်ဖျက်လိုက်တာပါ။အမေရိကန်ဈေးကွက်ကိုသူတို့မရရင်လဲ BYD ကရောင်းသွတ်ပါတယ်လို့ Miss Lee ကပြောပါတယ်။
ဂျပန်မြို့တော်အာဏာပိုင်တွေကသူတို့ရဲ့ဝန်ထမ်းတွေလှုပ်လာတဲ့ရင်ဘောမီဒို shopping ဝယ်ပြီးလိုင်းလဲရတယ်လို့ခွင့်ပြုလိုက်ပြီးတော့အရင်ကလှုပ်လို့မရတဲ့အစင်လာတစ်ခုကိုချိုးဖျက်ပေးလိုက်ပါတယ်။တူဂျူမာအပလာဘူဂျင်က30 degree centigrade နားထိကပ်နေတာပါ။လက်စမီကတွေလည်းမြင်မာလာချိန်မှာအခုလိုပွဲတဲ့ချိန်ဝန်ထမ်းဝတ်စုံအစင်လာကိုရတဘတ်တော့ဆောပြီးတော့ဆိုရကခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။40 3မီတာကျစေဖို့အတွက်လည်းအခုလိုဘောမီတို့နဲ့လှုပ်ရှားမှုတွေအားပေးတာဖြစ်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တရုတ်နိုင်ငံရေးဝန်ကြီးဝမ်ယီရဲ့ရှစ်တောင်အာရှသုံးနိုင်ငံခီးစဉ်စတင်ခဲ့ပြီးတော့ဒီနေ့မှသူထိုင်းနိုင်ငံကိုရောက်ရှိနေပါတယ်။မနေ့ပြန်မှာမြန်မာနိုင်ငံကိုသူရောက်လာမှာပါ။အနာသိစစ်ကောင်တော်ဦးဆောင်တဲ့အသွင်ပြောင်းဆိုရစီကိုတရုတ်ထိပ်တန်းတနမန်ရောက်လာတဲ့ခီးစဉ်ကဘလို့အတိတ်ပဲဆောင်ပါတယ်လေ။ကိုမိုးမြင့်ကပြပြမှာပါ။ တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောခွင့်ရကောင်းချီချန်ကတော့အရှိတောင်အာရှသုံးနိုင်ငံခေါင်းဆောင်တွေကြားရရှိတဲ့ဘုံသဘောထားနားလည်မှုတွေကိုခိုင်မာတဲ့တိုးတက်မှုအဖြစ်ပြောင်းလဲပေးဖို့ဝမ်ယီရဲ့ခီးစဉ်ကကူညီနိုင်လိမ့်မယ်လို့ဘေကျင်းဆိုရကမျှော်လင့်ကြောင်းပြောထားပါတယ်။သမ္မတရှီကျင်းဖျင်ရဲ့အထူးကိုယ်စားလှယ်ကျန်းရှင်ဂျီဟာ ABC ရက်တုန်းကဦးမင်းအောင်လိုင်းသမ္မတရယူတဲ့ကျန်းကျိန်ပွဲကိုတက်ရောက်ခဲ့ပြီးတရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့အကျိုးစီးပွားတွေကာကွယ်ထိန်းသိမ်းရေးကိုအစဉ်တစိုက်ထောက်ခံအားပေးတယ်လို့ပြောခဲ့ပါတယ်။ဒီသတင်းစကားကိုကြည့်ရင်တရုတ်ဟာအခုတက်လာတဲ့စစ်တပ်နောက်ခံအစိုးရကိုထောက်ခံပြီးပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုတဲ့တန်တမာသတင်းစကားပါတာကိုတွေ့ရတယ်လို့မြန်မာမဟာဗျူဟာနဲ့မူဝါဒရေးရာ Institute တရုတ်လေ့လာရေးဌာနတာဝန်ခံမတ်နန်းလွင်ကပြောပါတယ်။သူ့ရဲ့သုံးသက်ချက်ပေါ်စာနဲ့ဖြေကြားထားတာကို BBC ကဖတ်ပြထားပါတယ်။တရုတ်နိုင်ငံအနေနဲ့မြန်မာအရေးမှာ1ပဏိပခါရှော့ချရေး2ရွေးကောက်ပွဲကတက်ဆင့်ဓာတ်ရိုက်စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်ရေးနဲ့3ရွေးကောက်ပွဲအလွန်တရုတ်နိုင်ငံကကမကထလုပ်ပြီးဂျားဝင်ဖြန့်ဖြေပေးဖို့စ조사မယ်ဆိုတဲ့ဒီ3ပွင့်တစ်ခိုင်မဟာဗျူဟာလုပ်ငန်းစဉ်ကိုတွန်းနေတယ်လို့သုံးသပ်နိုင်ပါတယ်။နံပါတ်1နဲ့2ကတော့အတိုင်းအတာတစ်ခုအထိခီးရောက်ပြီလို့ဆိုရမှာပါ။ဒါပြီးရင်သူတို့ဆက်ပြီးကြိုးပမ်းမှာကတော့တရုတ်ကျိုးစီးပွားနဲ့ဆက်နေတဲ့ဒေသတွေကိုလည်းပဏိပခါရှော့ချရေးအပြစ်ခတ်ရက်စဲရေးအတွက်ဖိအားပေးတာတွေရှိလာနိုင်ပါတယ်။တရုတ်ဆိုရဟာစစ်အာဏာသိမ်းမှုအစပိုင်းတုန်းကစစ်ကောင်စီကိုတရားဝင်မှုမပေးသလိုကုလသမဂ္ဂမှာဥကြုံမိုးထွန်းဆက်ပြီးရှိဖို့အထိဂျားနေအနေနဲ့ရက်တီပြခဲ့တာကနေအခုတော့နေပြည်တော်ကိုပုံအောရက်တီဖို့ဖြစ်လာတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတော်လှန်ရေးအင်အားစုတွေပါတတိပြုတင်တယ်လို့ Federal Democracy စနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာအနီးကပ်အကြံပေးနေတဲ့ကိုဝင်းမင်းကပြောပါတယ်တော်လှန်ရေးအင်အားစုတွေကအနောက်ကိုပဲရှိန်လွန်သလားဆိုတဲ့တရုတ်ရဲ့စိုးရိမ်ချက်ရှိပါတယ်။ဒါကြောင့်တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ဘလို့တင့်လာလဲလို့မေးရင်နိုင်ငံခြားရေးမူဝါဒဘိုင်းတွေကိုတရုတ်ပြည်နဲ့ပတ်သက်ရင်ဘလို့ဆောင်ရွက်မှာလဲအာဆီယံနဲ့ပတ်သက်ရင်ဘလို့ဆောင်ရွက်မှာလဲဆိုတဲ့တော်လှန်ရေးနိုင်ငံခြားရေးပိုင်းဆိုင်ရာကိုမူဝါဒတည်တည်တံ့တံ့အနေနဲ့ရေးသားပြဋ္ဌာန်းပြီးတော့အစုအဖွဲ့အနေနဲ့လည်းချစ်ချစ်လေးလေးဆောင်ရွက်ဖို့လိုအပ်တဲ့အချိန်လို့ထင်ပါတယ်နေပြည်တော်သတင်းရင်းမြစ်ကတော့တရုတ်ဘက်ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုတာဆက်ရှိနေပြီးဒီတစ်ချိန်မှာတွေ့ခွင့်ပေးမလားဆိုတဲ့စဉ်းစားချက်မျိုးနေပြည်တော်ဘက်ကစဉ်းစားနိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့ BBC အနေနဲ့တော့တွေ့ခွင့်ပေးမပေးဆိုတဲ့တိကျတဲ့သတင်းအချက်လက်မရရှိသေးပါဘူးခင်ဗျာ။သူမြောင်းဆွေရကတိုင်းနယ်ပြည်နယ်ကိုကူကမြို့နယ်ပေါင်း60ကိုအရေးပေါ်အခြေအနေကျင်းလိုက်ပါတယ်။ဟိုတော့ပါပဲငင်းငင်းရေးဖိတ်ခေါ်ထားပြီးတော့တစ်ဖက်မှာအရေးပေါ်အခြေအနေကြီးညာပြီးတော့စစ်ချူရေးသတ်မှတ်တာကဘယ်လိုသဘောဆောင်ပါလဲ။ကိုမောင်ကပြပြမှာပါ။သွင်မြောင်းအစိုးရရဲ့ခေါင်းဆောင်ဦးမင်းအောင်လှိုင်ကရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့နယ်တွေကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်413ပုံမှန်ခွဲခါခွေးရစစ်အုပ်ချုပ်ရေးမိန့်ထုတ်ပြီးမြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကိုတပ်ချုပ်အသစ်စီအပ်လိုက်တယ်လို့မင်းညကကြီးညာပါတယ်။ကြီးညာလိုက်တဲ့ရေးပေါ်အခြေအနေမှာပြီးခဲ့တဲ့ဇန်နဝါရီလမှာစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့ပေါင်း63မြို့တွေကထိချိုက်မိုးကုတ်နဲ့စင်ကူးမြို့နယ်တွေကိုပယ်ဖျက်လိုက်ပါတယ်။ရေးပေါ်ကာလကိုဧပြီ24ကစပြီးရက်ပေါင်း90သတ်မှတ်ပါတယ်။မန္တလေးတိုင်းတွင်ရေးပေါ်အခြေအနေကြီးညာခံထားရတဲ့တခုတည်းသောမြို့ဖြစ်တဲ့ငန်းစုံမြို့မှာတော့စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်။စစ်တပ်လက်လွတ်ထားရတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားတဲ့စစ်စင်ရေးတွေလှုပ်ဆောင်တဲ့အခါ2008အခြေခံဥပဒေနဲ့ညီတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဆောင်ရွက်တာလို့မဟာဗျူဟာနဲ့မူဝါဒရေးရာ Institute ISP မြန်မာရဲ့ပြည်ပခငြိမ်းချမ်းရေးနဲ့လုံခြုံရေးလေ့လာမှုဌာနရဲ့သုတေသီကိုနိုင်မင်းခန့်ကသုံးသပ်ပါတယ်
အခုလက်ရှိအခင်းကျင်းဟာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေသူတို့အယက်သားအစိုးရအမည်ခံနေပေါ့နော်ဒီအာဏာ3ရက်ကိုခွဲဝေကျင့်သုံးတဲ့အနေအထားမျိုးပုံဖော်တာပေါ့နော်ဒါပေမဲ့ဒီမထိန်ချုပ်နိုင်တဲ့ဒေသတွေကိုထိန်ချုပ်ဖို့စစ်စင်ရေးတွေပေါ်ဆောင်တဲ့နေရာမှာကြတော့ဒီ operation လိုအပ်ချက်တွေအရဒီနိုင်ငံသားအခွင့်အရေးတွေကိုဖိနှိပ်ချုပ်ချယ်တဲ့အခြေအနေမျိုးတွေမှာစေအုပ်ချုပ်ရေးမကြီးညာဘဲနဲ့လှုပ်လို့မရတဲ့အခြေအနေမျိုးတွေကြောင့်မလို့အခုလိုမျိုးဆက်ပြီးတော့ကြီးညာထားတဲ့ပုံစံမျိုးပို့ပြီးတော့စမ်းပါတယ်စေအုပ်ချုပ်ရေးကြီးညာလိုက်တဲ့မြို့နယ်တွေမှာပြည်မှုမျိုးစား23ခုကိုစစ်ခုံရုံးကနေစစ်ဆေးစီရင်မှာပါဒီထဲမှာအဂရိလိုက်စားမှုနိုင်ငံတော်သစ္စာဖောက်ဖျက်ပုံကံမှုအစိုးရအကြီးညိုပြတ်အောင်ပြုလုပ်မှုမတရားအသင်းအဥပဒေပြစ်မှုသတင်းမီဒီယာဥပဒေတွေနဲ့လက်နက်အဥပဒေပြစ်မှုတွေပါဝင်ပါတယ်အသွင်ပြောင်းအစိုးရခေါင်းဆောင်ဦးမင်းအောင်လှိုင်ကသူဦးဆောင်တဲ့အစိုးရတပ်တန်းရက်တရာတွင်လက်နက်ကင်ဖွဲ့စည်းတွေကိုငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားပါတယ်တစ်ဖက်မှာမျိုးပေါင်း60ကိုရက်90စေအုပ်ချုပ်ရေးကြီးညာထားပါတယ်ဒါကဘယ်လိုသဘောဆောင်ပါသလဲ CDM ဗိုလ်ကြီးအောင်မျိုးထက်ပြောတာကဒီကိုမလာဘူးဆိုရင်မင်းတို့ဒါစေအုပ်ချုပ်ရေးကြီးညာမင်းတို့ဒီထက်မကငါတို့ပုံကျဲလို့ရတယ်ပေါ့ပြီးရင်စေအုပ်ချုပ်ရေးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့လုတ်ပိုင်ခွင့်တွေအကုန်လုံးကတက်တဲ့လက်ထဲမှာရှိနေတဲ့ကြောင့်မလို့ပေါ့နော်ငါတို့စီမှာငင်းငင်းလာမဆွေးနွေးဘူးဆိုရင်ဒီထက်တန်းဖို့ပဲရှိတယ်ဆိုတဲ့ပုံရိပ်ပေါ့အခုစေအုပ်ချုပ်ရေးကြီးညာလိုက်တဲ့မြို့တွေထဲမှာအာရခတ်တပ်တော် AA ကချင်လွတ်လပ်ရေးတပ် KIA မိုင်းလာတပ် NDAA တပ်အပ်တပ် TNLA ကိုကန့်တပ် MNDAA ချင်းကာကွယ်ရေးတပ်တွေနဲ့PDF ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေတွေအဓိကပါဝင်တာတွေ့ရပါတယ်ခင်ဗျာလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့မြောက်မြို့တောင်မဲ့မင်းလက်ပန်းလို့ခေါ်တဲ့နေရာကအွန်လိုင်းငွေလိမ်ကိုင်းကိုဥဆောင်ခဲ့တယ်လို့ဆိုခံရတဲ့တရုတ်နိုင်ငံသား2ယောက်ကိုအမေရိကန်အွန်လိုင်းငွေလိမ်မှုတပ်ဖြည့်ရေးတပ်ဖွဲ့ကမှုဖွင့်ထားပါတယ်အဲ့ဒီ2ယောက်ဟာမနိုင်ငံကိုခုနှစ်စမကပြောင်းဝင်မှာထိုင်းနိုင်ငံကဖမ်းဆီးထားတာပါကိုဟင်းကိုဆိုကပြပြမှာပါဖမ်းဆီးထားတဲ့တရုတ်2ယောက်ကိုတော့ဖုန်းအင်တာနက်စတဲ့ဆက်သွယ်ရေးနည်းလမ်းတွေကိုအသုံးပြုပြီးလိမ်လည်ဖို့အတွက်လူများစုပူးပေါင်းကြံစည်ခြင်းဆိုတဲ့အမှုနဲ့အမေရိကန်ကတရားစွဲထားပါတယ်။ဒါ့အပြင်ဒီလုပ်ငန်းတွေကရတဲ့ငွေတွေကိုငွေကြေးခွာချဖို့ digital ငွေကြေးတွေမှာယင်းနှိမ့်မြုပ်နှံခဲ့တာတွေကိုလည်းဖော်ထုတ်နိုင်ခဲ့ပြီး digital ငွေကြေးဒေါ်လာ 6.3 ဘီလီယံကျော်ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အမေရိကန်ဘက်ကတော့သူ့နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးတော့လိမ်လည်နေလို့အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီနစ်နာဆုံးရှုံးခဲ့တဲ့နောက်ထိုင်းမြန်မာကမ္ဘောဒီးယားနယ်စပ်တဝိုက်အခြေပြုတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုဥတီပြစ်မှတ်ထားဖြိုခွဲဖို့လိမ်လည်ရေးလုပ်ငန်းများဖြိုခွင်းရေးအဖွဲ့ Scan Center Strike Force ကို2025ခုနှစ်အတွင်းမှာဖွဲ့စည်းခဲ့ပါတယ်။အမေရိကန်ဘက်ကတော့တရုတ်နိုင်ငံသားတွေကိုအမှန်တကယ်ပြစ်ဒဏ်ချမှတ်အရေးယူနိုင်ပါသလားမြန်မာနဲ့အရှေ့တောင်အာရှထဲကလုံခြုံရေးဆိုင်ရာအထူးကျွမ်းကျင်သူဂျေဆင်တာဝါပြောပြတာကိုမြန်မာဘာသာပြန်ဆိုကာပြောပြထားပါတယ်အခုပေါ်ပေါက်နေတဲ့အွန်လိုင်းငွေလိမ်လည်မှုတွေကြောင့်အမေရိကန်ပြည်ထောင်စုထဲမှာပါဆုံးရှုံးမှုတွေအမြောက်အများလင်းလင်းမြန်မြန်နဲ့ကိုမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်လည်းအမေရိကန်ပြည်ထောင်စုဟာအဲ့ဒီလိမ်လည်မှုတွေကနေအမေရိကန်လူမျိုးတွေကိုကာကွယ်နိုင်မှုပြတ်သားတဲ့လှုပ်ဆောင်ချက်တွေကိုစတင်ပြီးလှုပ်ဆောင်လာတာတွေ့ရပါတယ်။အဲ့ဒီလှုပ်ဆောင်ချက်တွေဟာလိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်သားတွေနဲ့အမေရိကန်တွေပေါ်ပြစ်မှတ်ထားတဲ့တရုတ်နဲ့ဆက်ဆက်နေတဲ့ရာဇဝတ်သားတွေကိုဟန်တားနိုင်မှုဖြစ်တယ်လို့ရာဇဝတ်ကိုင်းအုပ်စုတွေကိုပါအကာအကွယ်ဖြစ်နေစေတဲ့တရုတ်နိုင်ငံအပေါ်မှာပါပုံမဖိအားပေးနိုင်မှုလှုပ်ဆောင်တာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့အလေးအထားအရသူ့နိုင်ငံသားတွေကိုတန်တမန်ရေးရပြန်လဲလွှဲပြောင်းဖို့အမေရိကန်နဲ့ဆွေးနွေးနိုင်တယ်လို့တရုတ်နိုင်ငံအရေးလေ့လာသိရှိသူဒေါက်တာလှကျော်စောက BBC ကိုပြောပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံတွင်းကအွန်လိုင်းလိမ်လည်မှုတွေကိုတရုတ်ပြည်အမေရိကန်ကပါကင်တွယ်နှိမ်နင်းလာတဲ့အခြေအနေပေါ်ဒေါက်တာလှကျော်စောကအခုလိုမှတ်ချက်ပြုပါတယ်။နိုင်ငံကအခြေအနေအရတရုတ်နဲ့အမေရိကန်ဆက်ဆံရေးကောင်းမှုပဲရှိတယ်။ဘာလို့ဆိုနှစ်နိုင်ငံတိုက်လို့မှမရတာကြီး။ proxy နဲ့လည်းတိုက်လို့မရအောင်။နော်။ဒါကြောင့်သူကစားတိုက်ဖို့ဆိုတာလည်းမဖြစ်ဘူး။အမေရိကန်ကလည်းတိုက်ဖို့ဆိုတာသူ့ဒုက္ခတွေနဲ့သူတွေ့တဲ့အတိုင်းပဲလေ။တရုတ်နဲ့အမေရိကန်ကပူးတွဲပြီးတော့ဒီပြဿနာကိုဖြေရှင်းနိုင်မယ်လို့ကျွန်မထင်နေတာ။ဒါ့အပြင်ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ဘက်ခြမ်းကတိုင်ချန်ကွင်းဆက်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကလိမ်လည်ထားတဲ့ digital ငွေကြေးလမ်းကြောင်းကိုဖမ်းဆီးထိန်းသိမ်းနိုင်ဖို့အမေရိကန်ကစုကြေးဒေါ်လာ10သန်းထုတ်လာပါတယ်။တိုင်ချန်ငွေလိမ်ခိုင်းဟာပြည်ပြည်နယ်မြဝတီမြို့တောင်ဘက်ကြောက်ခတ်ရွာတဝိုက်မှာ၄နေရာဖြန့်ခွဲတည်ရှိနေတာကိုအမေရိကန်ဘက်ကဖော်ထုတ်ထား